ဟုတ်ပြီ၅ပါးသီလတရဏဂုံနဲ့သီလဆောက်တည်တဲ့ကုသိုလ်ကောင်းမှုတဲ့ပိုတန်ဖိုးကြီးတာတော့တခြားမဟုတ်ဘူးလက်လေးနှချောင်းနဲ့နန္တာလေးကိုကော်ယူပြီးနှာခေါင်းဝမှာတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးနော်စက္ကန့်ပိုင်းလေးဆိုပန်းလေးတစ်ပွင့်ခူးပြီးတော့ကိုနှာခေါင်းဝမှာတိတ်ပြီးနမ်းရှူလိုက်တဲ့အချိန်ပိုင်းလေးဟာဘလောက်မှကြာတဲ့အချိန်ပဲအဲ့တော့လေးပဲဖြစ်ပါစေအများသရဝါတွေချမ်းသာကြပါစေလို့ချွင်းချက်မထားပဲနဲ့ကဘာပေါ်မှာရှိတဲ့ကိုယ်နဲ့မတည့်တဲ့လူရောကိုယ်နဲ့တည့်တဲ့လူရောအားလုံးရန်သူမိတ်ဆွေမခွဲခြားပဲအားလုံးမေတ္တာထားနိုင်တဲ့စိတ်သဘောထားအကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေသဘောထားပွားများနိုင်ပြီဆိုလို့ရှိရင်တော့သူကပို့ပြီးတော့တန်ဖိုးကြီးမားပါတယ်လို့မြတ်စွာဘုရား၅ပါးသီလတဲ့ပို့တန်ဖိုးတက်သွားပြန်မေတ္တာဘာဝနာပွားတယ်ဆိုတာတာမန်အပြင်ကြည့်မယ်ဆိုရင်ဒီမေတ္တာပွားတာဟာဘာမှလည်းကိုယ်မှာအကုန်ကြရှိတာမဟုတ်ဘူးလေတရားအလုံးကိုအာရုံပြုပြီးတော့အလုံးတရားတွေအကောင်းနဲ့ပဲတွေ့အကောင်းကိုသာတွေးကြပါစေဘယ်သူမှအဆိုးကိုမကြုံတွေ့ကြပါစေနဲ့ဒီနေ့လောကကြီးထဲမှာအချင်းချင်းဒုက္ခပေးနေတာတွေကိုအာရုံပြုပြီးနေညမညတဒုက္ခမိတ်ဆွေရတယောက်တယောက်ဒုက္ခရောက်အောင်မလုပ်ကြပါစေနဲ့တယောက်တယောက်လိန်ညာပြီးတော့လူတွေဟာနိုင်ကျင့်နေတယ်ဆိုရင်နာပရောပရဏိကုတ်ပေထတယောက်နဲ့တယောက်မလိမ်မညာမလှည့်စားကြပါစေနဲ့ဟောတယ်လို့မေတ္တာပို့အဲ့ဒီမေတ္တာပို့တဲ့စွမ်းအားကခုနပြောခဲ့တဲ့အရာတွေတရဏဂုံသီလတဲ့ပို့ပြီးတော့တန်ဖိုးမြင့်သွားတယ်။ဘာကြောင့်တန်ဖိုးမြင့်တော့ဆိုသီလဆိုတာအစပထမပဲရှိသေးတယ်လေကိုချင်းတရားမေတ္တာပို့တာကတမာတိဖြစ်သွားတယ်။တမာတိကသီလတဲ့ပို့မြတ်တယ်ပေါ့။အဲ့တော့သမထဘာဝနာပွားများအထုတ်ခြင်းဟာသီလကျင့်စဉ်နဲ့ပို့ပြီးတော့တန်ဖိုးရှိသွားတယ်လို့မြတ်စွာဘုရားအဲ့ဒါလိုခေါ်တယ်